မှာကတ္တဗကဏိရောဓသမပဝင်စားပြီးပြီဆိုရင်အိုးဘဇုကိုချင်းမြောက်ရမလဲကြည်စင်ရဲသားတွေကိုရွေးချယ်ပြီးတော့သူကကြည်လို့ရှိတယ်တရားတော်ဘိသိက်လေတော်ထဲမှာအမျိုးသမီးလေးတယောက်စင်စင်ရဲရဲနဲ့လေကွင်းထဲမှာသူနေရရှာတယ်သွားပြီးတော့ချင်းမြောက်မယ်ဆိုရင်လှူနိုင်တဲ့တရားတရားရှိသလားပြီးတော့တရားတရားလည်းရှိတယ်နောက်တကလှူခံလိုက်ရင်အကျိုးရှိမရှိသလိုကြည့်လိုက်တော့အကျိုးလည်းရှိနိုင်တာဖြစ်လို့အရှင်မကတ္တဗကပြိသိက်အဲ့ဒီလေတော်တဲ့ကိုကြွတယ်ဗျာလေတော်တဲ့ကြွတယ်တော့ဟိုကလေးမလေးကခန့်ငယ်ငယ်16 17လောက်ထိုးကြပါသူပျော်ပျော်ပါးပါးနဲ့ပြိတဲ့ခုံပေါက်ကစားနေတဲ့အရွယ်မျိုးလေးလေဆောင်တဲလေးတန်းမှာသွားပြီးတော့ပြိတဲ့ရှင်မကတ္တဗကအဲ့ဒီကလေးမလေးနေတဲ့လေဆောင်တဲစီကိုရှင်မကတ္တဗဆုံးကန်ကြွငယ်ငယ်ရွယ်ကလေးမလေးပျော်လိုက်တာဟဲ့ရှင်မကတ္တဗကြီးကြွလာပြီနံပါတ်1ဖူးမြင်ရလို့သူကျင်တတ်တယ်ပြောတယ်နံပါတ်1လှူခြင်းနဲ့ပြန်စဉ်းစားတယ်ငါမှလှူရပါရှိတော့ဩငါသားမဲ့ဒီမနေ့စာပေါက်ပေါက်ကလေးတွေရှိတယ်သဘာလေးတွေပေါက်ပေါက်ဖောက်ထားဒါမျိုးလောင်းလို့ရှင်မကတ္တဗကြီးအလှခံပါမလားသူ့ရဲ့လှူဝဲဝတ္ထုလေးကသေနှုတ်နေလို့သူ့မှာအငယ်နေအေးလေငါတို့နေရာကြွလာမှတော့အလှခံတာမခံတာရှင်မကတ္တဗကြီးရဲ့တာဝန်လှူရမှာငါတာဝန်ဆိုပြီးတော့တခါတဲ့ပြိဿရှင်မကတ္တဗအိမ်နားလေရောက်လာရောတိဋ္ဌတဗန္တိတိဋ္ဌတဗန္တိအရှင်ဘုရားခဏရပ်တော်မူပါဦးဘုရားရပ်တော်မူပါဦးဘုရားဆိုပြီးတော့ရှင်မကတ္တဗကြီးရပ်ခိုင်းပြီးရှင်မကတ္တဗကြီးကလည်းရပ်လိုက်ရောပေါက်ပေါက်ကလေးတွေယူပြီးတော့ပြိဿအဲ့ဒီမှာခွက်ကလေးနဲ့ထွက်ပြီးတော့လောင်းလူမယ်လို့ပြင်လိုက်တဲ့ချိန်မှာရှင်မကတ္တဗကသပိတ်ကလေးနှိမ့်လိုက်တာမြင်ကြတဲ့ကိုကပီတိတွေတဖွာဖွာဖြစ်ဟဲငါလှူတဲ့အလှူကိုလက်ခံတော့မှာပဲနောက်တကငါလှူတဲ့အလှူလက်ခံနေပြီပဲငါလှူတဲ့အလှူကိုရှင်မကတ္တဗအိုးချီးမြှောက်သွားပြီပဲလို့ပြောတယ်လှူစဉ်လေးမှာကိုကမလှူမီရောလှူစေရောလှူပြီးရောကိုစေတနာသုံးဏ်ကသူ့မှာတဖွာဖွာဖြစ်လို့လှူပြီးတော့ပြောတယ်လက်ခံပြီးကြွသွားတဲ့ရှင်မကတ္တဗရဲ့နောက်ကျောကိုကြည်ပြီးပီတိတွေဖြစ်လိုက်တာအဲ့ဒီနေ့မှာတင်ပြတဲ့ခုံပေါက်ပျော်ပါပြီးတော့ကလေးမလေးပြိဿကြီးကစင်းရိုးပေါ်သွားရင်းနဲ့အလွန်စိတ်ပြင်းတဲ့မွေတကောင်ရဲ့ကြိုက်တာခံလိုက်ရလို့အဲ့ကလေးမလေးသေသွားသေပြီးတော့ပြိဿကြီးတာဝရိန္ဒနတ်ပြည်မှာလာစာဆိုပြီးတော့နတ်သမီးလေးသွားဖြစ်တယ်အချမ်းရံက3000ရှိတဲ့ယူဇနာပြိဿ3ယူဇနာရှိတဲ့ကျယ်ဝန်းတဲ့ထဲမှာ3000ရှိတဲ့နတ်သမီးအချမ်းရံနေနဲ့နေရတာဟဲစီးစိမ်တွေကြီးကျယ်လိုက်တာဘာဖြစ်လို့ဒီလောက်စည်းစိမ်ကြီးကျယ်ကျယ်ငါဘာဖြစ်လို့ရတာလဲခံစားရတာလဲလို့ပြန်ပြီးတော့ကြည့်လိုက်တော့မကြလေးခင်ကမှရှင်မကတ္တဗငါပေါက်ပေါက်လှူခဲ့တဲ့ကောင်းမှုပဲဒီလိုသွားသိအေးလှူပွဲဝတ္ထုသီးသီးလေးနဲ့တောင်ဒီလောက်အကျိုးကျေးဇူးများနေသေးရှင်မကတ္တဗကိုကြောင်းပြပြီးတော့မှငါဒီလိုကောင်းမှုတွေဒီလိုအကျိုးကျေးဇူးတွေရတာနံပါတ်1ငါကျေးဇူးရှင်ကိုငါမမေ့တင်ဘူးနောက်ပြီးနံပါတ်2ကငါစည်းစိမ်အုပ်တွေကိုလည်းပဲရော့မသွားစေတင်ဘူးဆိုတာသိပြီးတော့ပြည့်တယ်ရှင်မကတ္တဗနေတဲ့နေရာမှာတခါတည်းချက်ချင်းပြန်လာပြီးတော့တပည့်စီလဲတောက်ရည်3000ရည်တွေကိုဖြစ်ပေးတယ်တရက်2ရက်3ရက်ပြည့်တယ်ရှင်မကတ္တဗကကုသိုလ်လိုလားတဲ့ရှင်ငယ်ယဟန်ငယ်တွေလာပြီးလှုပ်တယ်လို့ရှင်မကတ္တဗထင်တာတရက်တော့မဟုတ်ဘူးတဲ့စောစောစီးစီးရှင်မကတ္တဗကကျောင်းဝင်းထဲမှာအကုန်လုံးလင်းနေလို့ကြည်လိုက်တယ်ဒီပည့်စီလဲတန်လဲကြားတော့ဟေးတပည့်စီလဲနေတာဘယ်သူလဲမေးတယ်တပည့်တော်ရှင်ဘုရားရဲ့တပည့်မပါဗျာဟဲ့ငါတပည့်မတောထဲမှာဘယ်သူမှမရှိဘူးဘယ်သူတော့မေးလိုက်တော့ဟိုနေ့ကရှင်ဘုရားကိုပေါက်ပေါက်လှူပြီးတော့တပည့်တော်ပိုးထိပြီးမွေကြိုက်ပြီးသေတယ်ဗျာအခုတာဝရိန္ဒနတ်ပြည်မှာကြီးကျယ်တဲ့စည်းစိမ်တွေခံစားနေရအဲကြောင့်တပည့်တော်စည်းစိမ်တွေမလျော့ဖို့ရန်အတွက်တပည့်တော်ကုသိုလ်တွေထပ်ပြုနေခြင်းပါဗျာဒီလိုလျှောက်အေကွယ်ညီကုသိုလ်တွေဟိုမှာနတ်ပြည်မှာစည်းစိမ်ခံစားနေရတာညီကုသိုလ်ဒီလောက်ဆိုကျင့်တတ်တော့ဒီမှာပြုထားတဲ့ကောင်းမှုတွေကိုလည်းညီလောက်ပြုလိုက်ရင်ဝမ်းသာလိုက်တော့ပြုပြီးသားကိုထားလိုက်တော့နောက်နေ့တွေမလာတော့နဲ့တဲ့ရှင်မကတ္တဗကတာဘာဖြစ်လို့တော့ရှင်ဘုရားရဲ့အိုးနောက်တစ်ချိန်မှာရှင်မကတ္တဗကြီးတောထဲမှာတပါးတဲ့နေတယ်ပြောနတ်သမီးလေးကလာပြီးပြုစုတယ်တပည့်စီလဲပေးတယ်ရေခတ်ပေးတယ်ပြောရင်သူ့လိုမဲ့ငါတို့လည်းကျင့်လိုက်ခြင်းရဲ့ကွာလို့ကဲ့ရဲ့ကြရှုံချကြမယ်ဆိုရင်လေတဲ့ကဲ့ရဲ့ရှုံချတဲ့ပုဂ္ဂိုလ်တွေအတွက်အပြစ်တွေများလာတဲ့ဟဲ့အဲ့ဒါကြောင့်မလာနဲ့ရှင်မကတ္တဗတာဟာတပည့်တော်ရဲ့ခွင့်ရေးလေးတော့ရှင်ဘုရားရဲ့မတားပါနဲ့ဟိုကပြောတာ3 ကြိမ် 3 ခါပြောတယ်ပြောလို့မရတော့ရှင်မကတ္တဗကလက်ဖြောက်တီးတယ်
ယဟန္တာပုဂ္ဂိုလ်များလက်ဖြောက်တီးရင်ပြိဿလာတဲ့နတ်သားနတ်သမီးမနေနိုင်ဘူးတဲ့ဒုံနဲ့ရိုက်တယ်လို့နာတာတဲ့အဲ့ဒီမှာငိုပြီးတော့ကောင်းကင်ပြန်တဲပြီးတော့မှသွားကောင်းကင်ကငိုစံကြားတော့ပြိဿမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဘယ်သူငိုနေတာလဲဆိုတာကြည့်လိုက်တော့ဩကောင်းမှုလိုလားတဲ့နတ်သမီးတယောက်ငိုနေတာပဲဆိုတာမြတ်စွာဘုရားကသိတယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီနတ်သမီးရှိမှဟောတဲ့ပုံစံမျိုးနဲ့ခြေသမီးတဲ့စောင့်စည်းခြင်းဟာရှင်မကတ္တပရဲ့တာဝန်ပဲနောက်တကကောင်းမှုလိုလားတဲ့ပုဂ္ဂိုလ်တွေကကောင်းမှုပြုရမယ်ဆိုတာကောင်းမှုရှင်တွေရဲ့တာဝန်ပဲဆိုသူ့တာဝန်နဲ့သူမြတ်စွာဘုရားပြောပြအဲ့ဒီမှာမြတ်စွာဘုရားကပုံညင်စေပုရိသောကယိရာနံပုဏ္ဏပုဏ္ဏဓမ္မိဇန္တံကယိရာထာသူခောပုံညတဥစ္စယောနတ်သမီးကိုဒီကထာလေးခေါ်ပြပုံညင်စေပုရိသောကယိရာနံပုဏ္ဏပုဏ္ဏဓမ္မိဇန္တံကယိရာထာသူခောပုံညတဥစ္စယောဒိဗေကတော့ကုသိုလ်လိုလားတဲ့ပုဂ္ဂိုလ်တွေဟာကောင်းမှုကုသိုလ်ကိုထပ်တလဲလဲပြုရမယ်ဘာဖြစ်လို့လဲလို့မေးလိုက်တော့ပြိဿရဲ့ဓမ္မိဇန္နံကယိရာထသူခောပုံညတဥစ္စယောတဲ့ကောင်းမှုတိုးရင်ချမ်းသာတိုးတာဖြစ်တဲ့အတွက်ဒါကြောင့်ကောင်းမှုလိုလားတဲ့ပုဂ္ဂိုလ်တွေကကောင်းမှုကိုထပ်ပြန်တလဲလဲပြုရမယ်ဘုရားဒီလိုဟောမြတ်စွာဘုရားတရားနာပြီးတော့အဲ့ဒီမျိုးသမီးနတ်ပြည်ပြန်တော့နတ်ပြည်ကနတ်သမီးတွေကဟဲ့ညှိပဲသွားတာတော့လူပြေသွားတယ်ပေါ့ဘာလို့သွားတော့ငါကွယ်ဒီလိုစည်းစိမ်ချမ်းသာတွေရအောင်ရှင်မကတ္တပကိုဆွန်းလောင်းခဲ့တဲ့ကောင်းမှုကြောင့်ဒီလိုဖြစ်တယ်ဟဲ့ဒါဆိုရင်ငါတို့လည်းရှင်မကတ္တပကြီးဆွန်းလောင်းခြင်းလိုက်တာရမ်းသွားလို့တော့မဖြစ်ဘူးသူဏိရောဓသမဘကထတဲ့ချိန်မျိုးသွားမှပြိဿဒီအကျိုးမျိုးကလည်းရတယ်ပေါ့သူကရှင်းပြဒါဆိုရင်ကောင်းပြီဆိုရှင်မကတ္တပကြီးတွေဏိရောဓသမဘဝင်သားတဲ့ချိန်ကိုစောင့်ကြည့်ပြီးတော့နတ်သမီး900တရားမင်းနာမှာနေကြတဲ့နတ်သမီး900တဲ့ပြိဿကြီးအဲ့ဒီကရှင်မကတ္တပကြီးဏိရောဓသမဘကအထကိုစောင့်ပြီးတော့ပိပလိလိုင်ကူရှေ့မှာတရက်သောနေ့မှာလာပြီးတော့စောင့်နေလိုက်ကြဏိရောဓသမဘကထပြီးတော့ပြိဿဆုံးခံကြွမလို့တပိတ်နဲ့ထွက်လာတဲ့အချိန်မျိုးမှာနတ်သမီး900တန်းစီလို့ဟဲ့ညီတို့ဘာလို့လာကြတော့အရှင်ဘုရားကိုတပည့်တော်ဆောင်းလောင်းလူကျင်လို့ပါဘုရားအေးငါကဆင်းရဲတဲ့တက္ကဒကမပဲချီးမြှောက်တာကွယ်ညီတို့သွားကြတပည့်တော်တို့လည်းဆင်းရဲပါတယ်ဗျာတရားမင်းကြီးနာမှာနေရတာနှစ်ကလေးနဲ့ငါးတန်ကောင်းမှုကုသိုလ်နေတော့တပည့်တော်တို့အဝေးကြီးပဲကတ်ကိုမကတ်ရအဲကြောင့်ကောင်းမှုထပ်ပြုခြင်းတာပါပေါ့နတ်ပြေမှာတရားမင်းရဲ့မိဖုရားဖြစ်ပြီဆိုကြတဲ့ကညီတို့ကောင်းမှုမနှဲပါဘူးပြန်ကြရှင်မကတ္တပကအဲ့ဒီမှာ3ချိန်3ခါပြောတယ်နတ်သမီးတွေပြောမရလို့လက်ဖြောက်တစ်ခါတီးယူရလက်ပြောက်တီးလိုက်တဲ့ကရိုက်သလိုနာတော့အဲ့ဒီမှာနတ်သမီး900ပြုတ်ဆိုနတ်ပြေပြန်ပြေးနတ်ပြေပြန်ရောက်တဲ့ကတရားမင်းကြီးကဟဲ့ရုံနဲ့ညီတို့ဘယ်ဘာလုပ်လာကြသလဲလူပြေမှာရှင်မကတ္တပကိုသွားပြီးဆွန်းလောင်းတယ်ပေါ့ဆွန်းလူခံလိုက်သလားလူမခံဘူးရှင်မကတ္တပကဆင်းရဲတဲ့တရားဓမ္မကိုပဲချီးမြှောက်တာတဲ့ဘာဖြစ်လို့ညီတို့ကရှင်မကတ္တပကိုဆွန်းလောင်းကျင်တာလဲဆိုတော့ရှင်မကတ္တပဏိရောဓသမဘမှာထိုက်အကျိုးကျေးဇူးကအင်မတန်ကြီးမားလွန်းလို့လာသာနတ်သမီးရဲ့အကြောင်းကိုသူတို့ပြောပြတယ်